business လုပ်တဲ့အခါမှာတတ်နိုင်ရင်ဒီလိုမျိုး crisis ရှိတဲ့အနေအထားမှာပေါ့နော်ဟိုနိုင်ငံခြားမှာစစ်ပွဲရှိနေတယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့ business ကထိခိုက်ဖို့ရှိတယ်ဆိုတဲ့အလားလားဆိုတဲ့အခါမှာတတ်နိုင် business expense ကိုချခြင်းတယ်ပေါ့နော်ဥပမာကျွန်တော်ကဘယ်လိုလုပ်လဲပေါ့နော်ကျွန်တော်ဘယ်လိုမျိုး manage လုပ်လဲဆိုတော့ကျွန်တော်က AI ကိုအဓိကသုံးတယ်အဲ့တော့ AI ကိုသုံးခြင်းအဖြစ်ဘာတစ်သိန်းလောက်သုံးရမယ့် business တစ်ခုမှာကျွန်တော်ကအဲ့ဒီလုပ်ငန်းစဉ်ကိုပဲဘတ်ငွေ2000 3000လောက်နဲ့ပြီးမြောက်သွားတယ်ပေါ့နော်โอเคပထမဆုံးအနေနဲ့ကျွန်တော်ဘာလုပ်ခဲ့လဲဆိုတော့ဥပမာပြောပြမယ်အရင်ကကျွန်တော်တို့ဟို Wi-Fi တွေ install လုပ်တဲ့အခါမှာဒါမှမဟုတ် CCTV install လုပ်တဲ့အခါမှာပေါ့နော်ဒီ Xbox ကိုခေါ်ရတကယ်တက်ကြွတဲ့လူကိုခေါ်ပြီးတော့ဒါတွေလုပ်ရတယ်ပေါ့နော်သူ့ပေမဲ့လည်းဒီ AI ခေတ်မှာကျွန်တော်ကိုယ့်ကိုလေးလာပြရတယ်အဲ့ဒီကကိုယ့်ကိုလှုပ်လို့ရတယ်ပေါ့နော်တိတ်အန်တယ်လည်းမကြည့်ဘူးရန်တဲ့လွယ်ကူတယ်အဲ့တော့အဲ့ဒီဟာလည်းကျွန်တော်ဥပမာအနေနဲ့ဆိုရင်လွန်ခဲ့တဲ့လဆိုရင်ကျွန်တော်2000ခွဲဝန်းကျင်လောက်ကိုရမယ်ပတ်စံ1000လောက်နဲ့ပြီးသွားတယ်ပေါ့နော် device တွေဝယ်ရတယ်ဒီ physical တွေဝယ်ရတယ်တလောက်ပဲAI အကုန်လုံးတင်ပေးတယ်ပေါ့နော်အပြီးရင်ကျွန်တော်နောက်တနေရာမှာဘယ်နေရာမှာထပ်သုံးလဲဆိုတော့ email ရေးတဲ့အခါမှာ email reply ပြန်တဲ့အခါမှာနောက်ပြီးတော့ marketing content ရေးတဲ့အခါမှာကျွန်တော်အဓိကသုံးတယ်သူကကျွန်တော် idea တွေအများကြီးပေးတယ်ဒီမှာကျွန်တော်အကြိုက်ဆုံးကျွန်တော်တို့ brand tone နဲ့ကိုက်ညီတဲ့ idea ကိုကျွန်တော်ယူတယ်ပြီးတော့ကျွန်တော် content တွေဖန်တီးရပါတော့နောက်တစ်ခုကကျွန်တော်ဘယ်နေရာမှာသုံးလဲဆိုတော့ဒီsoftware တွေဒီ website တွေတိစောက်တဲ့နေရာမှာသုံးတယ်ပေါ့နော်ကျွန်တော်အရင်တော့ဒီ restaurant software တခုကျွန်တော်ဖန်တီးတယ်ဘတ်ငွေ2000ဝန်းကျင်လောက်ကုန်တယ်ပေါ့နော်အခုကျတော့ကျွန်တော် AI ကိုသုံးပြီးတော့ဘတ်ငွေ2000လောက်နဲ့ပြီးသွားတယ်အဲ့တော့ကျွန်တော်ဗာဆက်သုံးဖို့အလားအလာရှိလဲဒီ AI tools နဲ့ပေါ့နော်ဒီကျွန်တော်တို့သုံးနေတဲ့ဒီ digital menu တွေရှိတယ်နောက်ပြီးတော့ကျွန်တော်တို့သုံးနေတဲ့ hotel software ပေါ့နော်ဒီ PMS channel manager တွေရှိတယ်အဲ့ဒါကိုကျွန်တော်ဒီ implement ကိုယ်တိုင်လုပ်ပြီးတော့ AI နဲ့ကျွန်တော်ဖန်တီးပြီးတော့လေ cloud website နဲ့ဖန်တီးပြီးတော့ကျွန်တော်ဘတ်ငွေတစ်လတစ်နှစ်ကို4-5,000လောက်ကုန်မဲ့ကုန်ကျစရိတ်ကိုကျွန်တော်1000-2000လောက်နဲ့ပြီးမြောက်တော့အောင်နော်ကုန်ကြတော့ကျွန်တော်လုပ်ဖို့အစီအစဉ်ရှိတယ်အဲ့တော့ AI tools တွေကအရင် powerful ဖြစ်လာပြီပေါ့ကွာအဲ့တော့ကျွန်တော်တို့လူတိုင်းကတင်ယူတတ်ဖို့လိုတယ်ပေါ့နော်ဒီတကူအမေအဖြေလောက်တာဒါမှမဟုတ်ဗီဒီယိုကိုလောက်တာဒါမှမဟုတ်ဒီ image creation ကိုလောက်တာတဲ့ပို့ပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာဘယ်နေရာမှာ expense တွေချော့လို့ရလဲကျွန်တော်ဘယ်ဟာကိုသုံးရင် business တော့အရင်ကောင်းလဲအဲ့ဒါကိုကျွန်တော်လေ့လာဖို့လိုတယ်ဒီအချိန်မှာပထမဆုံးလေ့လာတဲ့ skill set တခုက AI ဒါပေမဲ့ AI တွေကတော့အများကြီးပဲသူ့ရဲ့ agent ပဲပေါ့နော် AI တွေကအများကြီးပဲအဲ့ဒီမှာမှကိုကသုံးတတ်ရင်သုံးတတ်တယ်လို့ကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုယ့်ရဲ့ self improvement အတွက်အများကြီးကိုခေါ်ဆောင်သွားပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်အကြံပေးရမယ်ဆိုရင်ဒီAI tools တချို့တွေကိုသုံးတတ်အောင်အရင်လေ့ကျင့်ပေါ့နော်အဲ့ဒါ like ကြည့်ကျွန်တော်အခုလေ့လာတဲ့ဘာသာရပ်တစ်ခုက finance နဲ့ဒီ AI ပဲပေါ့ကျွန်တော် AI ပေါ့ meta update ပါရှိတယ်ကျွန်တော်လေ့လာတယ်ပြီးရင်ဒီ finance ပေါ့နော်ပတ်စံနဲ့ပတ်သက်တဲ့အရာကိုကျွန်တော်လေ့လာတယ်ဘာလို့ဆိုတော့ဒီမတိရတဲ့ uncertainty မတိရှာမှုတွေကအရင်ရှိလာတဲ့အချိန်မှာကျွန်တော်တို့ finance ကိုစမချာချာဖြည့်ရှင်းတတ်ဖို့လုပ်တယ်နောက်တစ်ခုက AI tools ကကျွန်တော်တို့ကို cost ကိုအများကြီးကုန်ကြအောင် digital နဲ့ပတ်သက်တဲ့ cost တော်တော်များများအနည်းဆုံးဖြစ်အောင်တို့လုပ်ပေးခဲ့မယ်နောက်ပြီးတော့ကျွန်တော်အရင်တုန်းက email တစ်ဆောင်ရေးရဆိုရင်လုပ်ခဲ့တဲ့နှစ်ကျော်ပေါ့နော် email တစ်ဆောင်ရေးရဆိုရင်ကျွန်တော်ပြန်တွေးရတယ်စဉ်းစားရတယ်ဒီဟာယူဘယ်လို create လုပ်မှာလဲအဲ့ဒီလိုမျိုးအချိန်တရက်ကိုကျွန်တော်နိုင်သုံးနေကြအချိန်ကိုလည်းဒီအခုအချိန်မှာကျွန်တော်တရက်ကိုနိုင်ဝဲလောက်နဲ့ကျွန်တော်တကယ်လိုချင်တဲ့ဒီ email reply ပုံစံကိုလည်းကောင်းရတယ်ပေါ့နော်အဲ့တော့အချိန်ကိုလည်းအများကြီးတက်တာစေတယ်နောက်ပြီးတော့ပတ်စံကတော့ပြောစနေကြတော့တော်တော်လေးကိုတက်တာစေတယ်အဲ့လိုမျိုး tools တကူချထားတဲ့ကျွန်တော်တို့ဒီ kit အရန်business လုပ်ရတာပေါ့အရန်တန်ဖို့ရှိတယ်အဲ့တော့ AI tools ကိုလေ့လာပါကျွန်တော်လည်းတချို့တော့ tools တွေကိုကျွန်တော်ဒီ description မှာဖော်ပြထားမယ်ကျွန်တော်သုံးနေတဲ့ tools တွေပေါ့နော် okay အများကြီးကျေးဇူးတင်ပါတယ်